နေ့တစ်ခေါက်လေးကျင်တော့အနည်းပဲလေးကျင်ရတာအဲ့လိုပြောမယ်ကိုလက်ဟိုသွားလာတော့ဒီအနည်းဆုံးရှော့ပြီးတော့ဒီပုံမှန်တန်ပုံနဲ့ပေါ့နော်တန်ပုံနဲ့အဲ့လိုဖြည်းဖြည်းချင်းကျင်ယူပါတော့အဓိကဒီမှာလည်းထူးခြားတယ်ထင်ရတာကဒီ baseline ပေါ့နော်အဲ့ဒီ baseline ရဲ့ဒီ melody တန်စင်ရအဲ့ဒီအခုတပြိုင်နဲ့တီးရတဲ့ပုံစံပေါ့နော်ဒီ baseline ပုံစံရလေအဲ့ဒီ melody ရဲ့ notes ကိုပဲဘယ်လိုပြောမလဲnotes တွေပဲပေါ့နော်အဲ့ဒီ note တွေပဲကျွန်တော်ပြန်တီးပြမယ်ဒါအဲ့တုံးကူပါအဲ့ဖြည်းဖြည်းဒီ melody ရဲ့တန်စင်တွေပဲဟုတ်ပါဟိုပါ position မျိုးကွာပါမယ်ဗျာအဲ့လိုမျိုးဒီခုနတန်စင်နဲ့ခုန baseline တစ်ခုကိုဘယ်လက်ကတန်စင်ကိုတီးပြီးတော့အောက်တာပေါ့နော်တပ်ပင်လောက်တာညာလက်က course ပေါ့နော် course လို့ပြောရတယ်အဲ့ course မှာဒီလိုမျိုး baseline ပုံစံပေါ့နော်အဲ့လိုခွဲပြီးတော့ဒီရင်တော့အဲ့တန်ပေါက်တော့ဘာပြောရရှိတယ်လဲဆိုတော့ဘာပြောရရှိဒီကောင်ကနှစ်ခုလုံးကတပင်လောက်ရတာဖြစ်တဲ့အတွက်နည်းနည်းတော့ဒီတပင်ကိုပဲတားချဖို့နည်းနည်းချိန်ရမှာတယ်ပြီးတော့နောက်တစ်ချက်သူကဟိုတပင်နဲ့တီးရတာဆိုတော့ဗျာနည်းနည်းဒီတပင်မှာတပင်နဲ့လို့နှစ်ခုလုံးကတီးတယ်နှစ်ခုလုံးကလည်းဘယ်လိုလဲ baseline melody line ပဲဟိုကလည်းပဲတန်ရှိတယ်ဒီ melody ကလည်းသူ့ကနေသူပြောရင်ချိန်ထဲမှာအဲ့လိုသွားနေမှာဗျာကိုယ်ဆိုရင်ပြောမှာပုံမှန်ဟိုဆိုရင်ပုံမှန်ပြောမယ်တခုလုံးပဲဒီနေရာမှာသိရမလားဟိုမှာဂျီကောဆိုရင်ဂျီနှုတ်ကိုပဲအဲ့လိုမျိုးအဲ့လိုပဲဒီနေရာမှာမဟုတ်တဲ့အတွက်မဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုဘယ်လိုနှုတ်တွေအစ်နှုတ်တွေပေါ့နော်မတူညီတဲ့နှုတ်ကိုထပ်ပြီးတော့ထည့်ပြီးတော့တီးရမှာဆိုတော့ဒါပဲ